Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့မပန်နဲ့ကိုကြီးကမမင်းတို့အဖွဲ့ကိုဟောပါလာမှာအသစ်ဖွင့်လာတဲ့အမဲတို့တို့ဆိုင်အသစ်လေးမှာလိုက်ကြည့်တဲ့ဗီဒီယိုလေးပဲဖြစ်ပါရဲ့ရှင်အခုဆိုရင်တော့မမင်းတို့အရသာရှိတဲ့အမဲတို့တို့လေးကိုစပြီးစနေကြပါပြီရှင်အားလုံးမလိုက်ကြည့်ကြပါအောင်ရှင်မမင်းတို့ဖွဲ့ကတော့အရသာရှိတဲ့အမဲတို့တို့လေးကိုစိုင်းနဲ့ post လေးပေးနေကြပါရဲ့ရှင်အချင်းလေးဆိုလို့ရှိရင်လည်းအရသာရှိပြီးတော့အမဲတုပ်တိုးလေးဆိုလို့ရှိရင်လည်းနူးအီနေရပါပဲရှင်။ဟင်းကြီးလေးကလည်းအရတောက်လို့ကောင်းပါတယ်။မမင်းတို့အဖွဲကအမဲတုပ်တိုးနဲ့လိုက်တဲ့အေးလေးလည်းဝယ်ခဲ့ပါသေးရဲ့ရှင်။အရန်တဘောကောင်းတဲ့ဆိုင်ရှင်မကြီးကလည်းမမင်းတို့လိုအပ်သမျှကိုအဆက်မပြတ်ထည့်ပေးနေပါရဲ့ရှင်။ရုံးလေးကလည်းစနေပါရဲ့ရှင်။မမင်းပြီးနဲ့မမင်းစီကတော့အရန်ကောင်းလို့ဆိုပြီးတော့အားရပါရစနေကြပါရဲ့ရှင်။ဆိုင်ရှင်မကြီးကလည်းမမင်းတို့အဆက်မပြတ်ထည့်ပေးနေပါတယ်။ဆိုင်ရှင်မကြီးကအရန်နဲ့သဘောကောင်းပြီးတော့အမဲတုပ်တိုးလေးဆိုလို့ရှိရင်လည်းအရန်နဲ့စားလို့ကောင်းပါရဲ့ရှင်အခုဆိုလို့ရှိရင်ကတော့မမင်းတို့ကဆိုင်မှာရှိတဲ့အမဲတုပ်တိုးအကုန်လုံးစားလို့ကုန်တော့ပဲဖြစ်ပါရဲ့ရှင်အမဲတုပ်တိုးစားလို့ပြီးတဲ့အခါမှာတော့မမင်းတို့ကအေးလေးတွေတောက်နေကြပါသေးရဲ့ရှင်အကုန်လုံးလည်းစားလို့ကုန်သွားပြီဆိုတော့မမင်းတို့အဖွဲစားထားတဲ့တုပ်ချောင်းလေးကိုဆိုင်ရှင်မကြီးကစားပြီးတော့ပါမယ်ရှင်ဒါကတော့မမင်းတို့အဖွဲစားထားတဲ့တုပ်ရည်အတွက်တွေပဲဖြစ်ပါရဲ့ရှင်အချောင်းပေါင်း300ကျော်400နီးပါးကိုမမင်းတို့အဖွဲကအကုန်လုံးစားခဲ့တာပဲဖြစ်ပါရဲ့ရှင်မမင်းတို့ရဲ့အခုဗီဒီယိုလေးကိုကြည့်ရတဲ့သူလေးတွေမှာလည်းအမေသားတို့ကြိုက်တဲ့သူလေးရှိလို့ရှိရင်မမင်းတို့ကနေပြီးတော့အော်ပါလမ်းမှာအသစ်ဖွင့်ထားတဲ့ဒီဇိုင်းလေးကိုညွှန်းချင်ပါရဲ့ရှင်ဆိုင်လေးကဖွင့်ထားလာပိုင်းလောက်ပဲရှိသေးပေမဲ့အရင်လဲစားလို့ကောင်းပါရဲ့ရှင်မမင်းတို့စားထားတဲ့ဒုတ်ရည်တော့ကိုကြည့်ရုံနဲ့ဘယ်လောက်စားကောင်းမယ်ဆိုတာကိုခံမှန်းလို့ရနေပါပြီရှင်မမင်းတို့ကတော့အရင်ကြိုက်ပါတယ်အားလုံးပဲဘိုင်ဘိုင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်ဆံရပဲဖြစ်ရွှေသားကောင်းမွန်ခြင်းစိန်တွေလဲကြုံမြတ်